မူဆိုးတယောက်ဟာသူ့ကိုယ်သူလုံးဝကွယ်ပြောက်သွားစေနိုင်တဲ့မော်အုပ်ထုပ်တစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ထိုဦးထုပ်ရဲ့စွမ်းအားကိုမြင်တွေ့ရတဲ့အခါသူဟာအယံဝမ်းသာသွားပြီးချက်ချင်းပဲတောလိုက်ထွက်ခဲ့ပါတော့တယ်။မြေကမ်းသားတနေရာရောက်တော့မြင်းတကောင်ရေတောက်နေတာကိုမြင်တာနဲ့သူဟာတိတ်တဆိတ်ပဲကျိုးနဲ့ပစ်ဖမ်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ထိုမြင်းရဲ့ကြောကုန်းကနေအေယာမအတောင်ပံတစ်စုံထွက်ပေါ်လာပါတော့တယ်။တကယ်တော့ဒါဟာတာမန်မြင်းတကောင်မဟုတ်ပဲပက္ကာဆက်စ်ဖီဂါဆက်စ်လို့ခေါ်တဲ့မြင်းပြန်တကောင်ဖြစ်နေပါတယ်။မူဆိုးဟာလောဘဇောတက်သွားပြီးထိုမြင်းပြန်ကိုရောင်းပြီးရွှေတွေအများကြီးရဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြင်းထန်တဲ့ရုန်းကန်လှုပ်ရှားမှုတွေအပြီးမှာတော့နောက်ဆုံးမှာသူဟာမြင်းပြန်ကိုရင်ပါအောင်ဆုံးမနိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူဟာမြင်းပြန်ကိုစီးပြီးဘလောက်ဈေးရနိုင်မလဲဆိုတာသိဖို့အတွက်မြို့ထဲကိုထွက်လာခဲ့ပါတယ်။နန်းတော်နားကိုရောက်တဲ့အခါအလွန်လှပတဲ့မင်းသမီးလေးတစ်ပါးကိုသတိပြုမိသွားပါတယ်။စူးစမ်းကျင်စိတ်ကြောင့်သူဟာပျောက်ကွယ်အုပ်ထုပ်ကိုပြန်ဆောင်ပြီးနန်းတော်ထဲကိုတိတ်တဆိတ်ခိုးဝင်သွားခဲ့ပါတယ်။မင်းသမီးလေးအိပ်ပျော်နေတဲ့အချိန်မှာပဲရုတ်တရက်ဝင်းဒိုးပြတင်းပေါက်ကနေလင်းတကောင်ပြန်တန်းဝင်ရောက်လာပါတယ်။ထိုလင်းသားရဲ့ခြေသေးတွေကြားမှာတန်လောင်အိမ်တစ်ခုချိတ်ဆွဲထားပါတယ်။မင်းသမီးလေးရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ထဲကနေထွက်ပြီးကျိုးဆွဲရုပ်တစ်ခုလိုမျိုးလောင်အိမ်ထဲကိုတိုးဝင်သွားတာကိုမြင်လိုက်ရတဲ့အခါမူဆိုးဟာအလွန်တုန်လှုပ်သွားပါတယ်။လင်းတဟာထိုလောင်အိမ်ကိုတည်ဆောင်ပြီးမှောင်မိုက်တဲ့ညထဲကိုပြန်တန်းထွက်ခွာသွားပါတော့တယ်။မူဆိုးလည်းချက်ချင်းပဲမြင်းပြန်ကိုစီးပြီးနောက်ကနေအမိလိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့လင်းတဟာကြောက်မက်ဖွယ်ကောင်းတဲ့ရွှွညွန်တော်တစ်ခုကိုရောက်ရှိသွားပြီးအဲ့ဒီနေရာမှာဆိုးဝါးလာတဲ့မိစ္ဆာကောင်ကြီးတစ်ကောင်ကစောင့်ကြိုနေပါတယ်။ထိုမိစ္ဆာကြီးဟာမင်းသမီးလေးရဲ့လယ်ပင်မှာထူးဆန်းတဲ့လယ်ဆွဲတစ်ခုကိုဆွဲပေးပြီးသူ့ကိုအတင်းကျပ်လက်ထပ်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်ကျမှမူဆိုးဟာထိုမိစ္ဆာကြီးကမင်းသမီးလေးအပေါ်ကြောက်မက်ဖွယ်ကောင်းတဲ့ကျိန်စာတစ်ခုတိုက်ထားတယ်ဆိုတာကိုသိရှိသွားပါတော့တယ်။ညတိုင်းထိုမိစ္ဆာဟာမင်းသမီးလေးရဲ့ဝိညာဉ်ကိုခိုးယူပြီးသူ့ရဲ့သတို့သမီးဖြစ်အောင်လုပ်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။သို့တော်လည်းမင်းသမီးလေးကအရှုံးမပေးဘဲညှင်းဆန်ခဲ့ပါတယ်။အချိန်ကုန်ဆုံးသွားတဲ့အခါမင်းသမီးလေးရဲ့ဝိညာဉ်ဟာနန်းတော်စီပြန်လည်ရောက်ရှိသွားပြီးမိစ္ဆာကြီးဟာလည်းတယောက်တည်းကြံရစ်ခဲ့ပါတယ်။သို့တော်လည်းရုတ်တရက်မိစ္ဆာကြီးရဲ့အကြည်ဟာရွှွညွန်တွေကခြေရာတွေပေါ်သို့ကြားရောက်သွားပါတယ်။မျက်စိနဲ့မမြင်ရတဲ့တစုံတစ်ယောက်ကသူ့နောက်ကိုလိုက်လာခဲ့တာကိုသူရိပ်မိသွားပါပြီ။တစ်ဖက်မှာတော့မိုးဆိုးဟာသူ့ရဲ့လျှို့ဝှက်ချက်ပေါက်ကြားသွားပြီဆိုတာကိုလုံးဝမသိရှိသေးပဲရှိနေပါတော့တယ်။